YY's Village Vibes. ပိုက်စားနေတာလေပြီးလေးစမ်းအားကြပါဦးတော့ဗီဒီယိုကြည့်ပြီးတော့ပိုက်စားလာမယ်လို့ပြောနေပါတယ်ဟယ်လိုအားလုံးတိုင်းဆိုပါမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်လူတိုင်းကြိုက်တဲ့ငပိရေနဲ့ဒီတို့စရာနဲ့စားပြဝါမှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကဒီဈေးကအားချစ်တော်လေးဝေလာပါတယ်ကိုယ်တိုင်ကြော်ထားတာပါချစ်ချစ်လေးကဲကျွန်တော်စားပါတော့ခင်ဗျာပိုက်စားနေတာနဲ့ပြီးလေးစမ်းအားကြပါမစင်းရငပိတို့လေးကောင်းပြီကျွန်တော်လောက်ထားမှုအမေလောက်ထားမူအေးလေးနဲ့ငပိနဲ့ချဲပဲဒါရုံးနေတယ်ကွေးတော့ရကွေးတော့ရကခါတော့လည်းတော်စားကောင်းအခါကြိုက်တယ်လို့ဟိုရစားထားကြတော့ဒါလည်းနေသွားနေပြောရပါအောက်ပန်းဖြူဒါကြောင့်အရွက်ပဲနော်ထားပြီးချက်